စမူရက်ကလေးနဲ့ပေါ့နော်အသားလေးထုတ်ပြီးအဆက်ကလေးပေါ့ထုတ်ပြီးကြောပါမယ်အလားကိုအချင်းနဲ့တိုးစားမယ်နောက်ပြီးဘူးတီကြောမယ်ဆက်လက်ရွက်တွေဝဲလိုက်ပေါ့နော်စီတွေကဒါကတော့အသားကြိတ်တာလေးပေါ့နော်အလားလေးကိုချင်းဆက်ကလေးပေါ့နော်အဲ့လိုမျိုးဟိုဒါအဆက်ကလေးကြောခြင်းတဲ့အတွက်ကြောင့်မလို့မြုပ်တီးစိမ့်ထည့်ထားမယ်ချက်တော်နီလေးတီးထားမယ်ဒါကနည်းနည်းမြင့်ကလေးပေါ့တန့်စင်ပြီးတော့ရင်ဆေးပြီးတော့ဒါနုနုကလေးစင်ထားတယ်ဒီထဲကချင်းချက်တော်ဖြူပေါ့နော်အလားလေးရဲ့ဒီစမူရက်ကတန့်စင်ထားတာလေးပေါ့နော်အားလေးလောက်ထားပါတယ်ပြီးရင်ဒီအသားနှပ်ဖို့အတွက်ပေါ့နော်လုပ်မယ်အားလေးကခုနလုံးကပေါ့နော်ဂျင်းချက်တော်ဖြူရယ်မြည်ပြီးစိမ့်ရယ်နောက်ပြီးတော့ရင်ဒါချက်တော်အမီရယ်ပေါ့နည်းနည်းမြည်ကလေးရောကျိတ်ထားတာလေးပေါ့နော်ရောကျိတ်ထားတာလေးကိုအသားကျိတ်နဲ့ထည့်မယ်ပြီးရင်အထဲကိုစားအချိုထည့်မယ်စားအချိုထည့်မယ်ပြီးတော့ရင်ငမြာကြီးပေါ့နော်ဟိုပေါ့ပစုံငမြာကြီးလည်းရတယ်ငါးငမြာကြီးလည်းရတယ်ပေါ့နော်ငမြာကြီးနည်းနည်းထည့်မယ်ပြီးရင်ငမြာကြီးနည်းနည်းထည့်မယ်ပြီးရင်ပဲငမြာကြီးအကြီးလေးနည်းနည်းထည့်မယ်ပေါ့နော်ထည့်ပြီးတော့ရင်အဲ့ထဲကိုတစ်ခါဟိုဟာပေါ့ခုနကဟိုချက်တုံးလေးပါလေပုံကြည့်ပြီးသားကြီးထည့်ထားတယ်စားအချိုထည့်ထားပြီးငမြာကြီးပေါ့နော်ငမြာကြီးထည့်ပြီးပဲငမြာကြီးအကြီးနည်းနည်းထည့်တယ်ပြီးတော့ရင်ဒီထဲကိုဟိုငရုတ်ကောင်းလေးနည်းနည်းထည့်တယ်ပေါ့နော်ငရုတ်ကောင်းနည်းနည်းထည့်တယ်ဒါကတော့ဗတ်စုံလုံးဂျုံလေးပေါ့နော်ဂျုံမုတ်ကလေးကတော့ခံမန်းဒီခင်းစားစုံလေးတစ်စုံပေါ့နော်ထည့်တယ်နောက်ပြီးတော့ရင်ဒီဟိုကပြောင်းကော်ပေါ့နော်ပြောင်းကော်မုတ်ကခင်းစားတစ်စုံလေးပါတော့ပေါ့တဝက်ကြကြောလောက်ထည့်တယ်ပေါ့နော်ထည့်ပြီးတော့ရင်အားလေးကိုတော့ရောနေခံတယ်ပေါ့စမူရပေါ့နော်သူကတော့ကြီးလေးပေါ့နော်အလားလေးကိုဒီလိုကတော့ပုံလေးလုပ်လိုက်တာပေါ့နော်အသားထုတ်ဖို့အတွက်ကိုကတော့ပုံလေးလုပ်မယ်လုပ်ပြီးတော့ရင်ခုနကတော့ဒီအသားလေးတွေကိုဒီလိုလေးပေါ့ခတ်ဆောင်အောင်လေးထည့်မယ်ထည့်ပြီးတဲ့အခါမှာပြန်ပြီးတော့ရင်ဒါလေးကိုဒီလိုကတော့ချိုးလေးပေါ့ပြန်ချိုးလိုက်တယ်ချိုးလေးပြန်ချိုးပြီးတော့ရင်ဖက်ရွက်ကိုကိုဘက်ကိုတစ်ဖက်ဒီဘက်ကိုတစ်ဖက်ဒီလိုမျိုးပြန်ပြီးယူလိုက်တာပေါ့ယူပြီးတော့မှဒီလိုပြန်ပြီးလိမ့်လိုက်မယ်အဲ့ဒီဆိုလေးတောင်ထုတ်ကလေးပေါ့ပြီးတော့မှသူဖက်ရွက်ချင်းချင်းဒီရွက်ချင်းချင်းမဟုတ်ပတ်ထိတ်နဲ့ဒီပတ်ထိတ်နဲ့ပြန်ပြီးတော့ခြီလိုက်တာခြီပြီးတော့ရင်ဒီနဲ့တောင်ဆုံးလေးတွေညှပ်လိုက်တာဒီမျိုးပေါ့ဒါတော့ဒီမှာမျိုးစုံထုတ်ထားတယ်ဒါကတော့အလုံးထုတ်ပေါ့အလုံးထုတ်ဟာပေါ့လေးတောင်ထုတ်ဒီလိုမျိုးအဲ့လိုမျိုးဒါတော့ထုတ်တာတော့ကိုယ်စိတ်ကြိုက်ပေါ့နော်အဲ့လိုထုတ်လိုက်ပေါ့နော်ပြီးကြောရင်ပြန်လာခဲ့ပါမယ်အခုဆိုရင်ဒီမှာစုံမွေးပေါ့နော်အသားထုတ်ကလေးပြီးသွားပြီပေါ့နော်အဲ့ဒါကိုစီကိုအရင်စုအောင်ပယ်မယ်စီပူပူထဲမှာထည့်ကြောမယ်ပေါ့နော်အဲ့လိုစီကိုထည့်ပြီးကြောလိုက်တာပေါ့နော်အခုဆိုရင်ဒါကအသားလုံးစုံမွေးရအသားလုံးထုတ်ကြောလေးရယ်ကောက်နှင်းလေးရယ်ဒီဘက်ကအကြော်လေးတွေပေါ့နော်အလားလေးရယ်ဆက်လက်ရွက်အချင်းသူစားလာမယ်စားကြပါဦးရှင်